ဖခင်ဖြစ်သူကသူ့သားရှောင်းရန်တယောက်အာဖရိကကိုထွက်သွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အတွက်အကြီးအကျယ်ထိတ်လန့်သွားပါတယ်မိခင်ဖြစ်သူကလည်းကြောက်လန့်တကြားနဲ့သားစီကိုအမြန်ဆုံးဖုံးဆက်ဖို့ငိုယိုပြီးပြောနေပါတယ်တစ်ဖက်မှာတော့သားဖြစ်သူရှောင်းရန်ကလေစိတ်မှာထိုင်နေရင်ကင်ညာနိုင်ငံကိုသွားမဲ့လေရင်ပေါ်တက်ဖို့ကြီးညာတန်ကိုကြားလိုက်ရပါတယ်သူကအေးဆက်ဆက်အမူအရာနဲ့သူ့ဖုန်းထဲကစင်ကတ်ကိုထုတ်ပြီးရှေ့ကပြားကွက်ထဲကိုပစ်ချလိုက်ပါတယ်ဒါဟာသူ့မိသားစုနဲ့အဆက်အသွယ်အားလုံးကိုအပြီးပိုင်ဖျက်တောက်လိုက်တဲ့အမှတ်သားပါပဲမင်္ဂလာခန်းမထဲမှာရှိနေတဲ့မိဘတွေကသားစီကိုအဆက်မပြတ်ဖုန်းခေါ်ပေမဲ့ဖုန်းဆက်ပိတ်ထားပါသည်ဆိုတဲ့အတန်ပဲကြားနေရပါတယ်အဲ့ဒီအချိန်မှာမိသားစုဝင်လူကြီးတယောက်ကမင်းတို့သားကတော့လေရင်ပေါ်ရောက်သွားပြီမင်းတို့နဲ့အပြီးပိုင်အဆက်အသွယ်ဖျက်လိုက်ပြီးလို့လောင်ပြောင်ပြောဆိုလိုက်တဲ့အတွက်မိခင်ဖြစ်သူဟာငါတို့မားသွားပြီလို့အော်ဟစ်ရင်းရင်ကျိုးမတက်ခံစားနေရပါတယ်အဲ့ဒီနောက်သူတို့သားစီကအတန်မေးတစ်ခုဝင်လာပါတယ်အဲ့ဒီမှာရှောင်းရန်ကဒီအတန်ကိုခင်ဗျားတို့ကြားရတဲ့အချိန်မှာကျွန်တော်လေရင်ပေါ်ရောက်နေလောက်ပြီးကျွန်တော်တို့မိသားစုကသူများတွေကိုကူညီဆောင်ရှောက်ရမှာတော့နမေကြီးပေမဲ့ကျွန်တော်အတွက်တော့ခင်ဗျားတို့ဟာမိဘကောင်းတွေမဟုတ်ခဲ့ဘူးခင်ဗျားတို့ရဲ့ဂုဏ်သိက္ခာနဲ့တာဝန်တွေအတွက်ကျွန်တော်ရဲ့ပျော်ရွှင်မှုတွေကိုစတေးခဲ့ရတယ်လို့နာကျင်စွာရင်ဖွင့်ထားပါတယ်မိဘတွေဟာသူတို့ရဲ့အမားတွေကိုသိမြင်ပြီးအကြီးအကျယ်နောင်တရနေကြပါတယ်ဖခင်ဖြစ်သူဟာသူ့ကိုယ်သူပြန်ရိုက်ပြီးငါဟာမိဘဖြစ်ဖို့မထိုက်တန်ဘူးလို့အော်ဟစ်ငိုယိုနေပါတယ်အဲ့ဒီအချိန်မှာပဲရှေ့နေတယောက်ဒါမှမဟုတ်လူယုံတယောက်ကတစ်တာတစ်လုံးယူလာပြီးဒါဟာရှောင်းရန်ကသူတို့အတွက်ထားခဲ့တဲ့နောက်ဆုံးရာလို့ပြောပြီးပေးအပ်လိုက်ပါတယ်